ကလူဖြစ်အောင်မွေးမြူကစောင့်ရှောက်လို့ကြည်ပြင်းလာခဲ့ပြီမိဘတို့အရေးသည်သားသမီးတို့ကိုယ်ကိုရဖြစ်သည်တုံ့ပြန်တဲ့အတိုင်းအစာရဲ့မနီနှလုံးသားချင်းနိုင်ရှင်ရမဝုန်းပြီသားသမီးတို့အချစ်သည်ရေပေါ်မှာအယုံရည်တဲ့ပကြီးမိဘတို့နှလုံးသားကစီးစင်းတဲ့မြတ်တာရဲ့ကြီးညှို့စာပွဲလို့မမီမိဘတို့နှလုံးသားကအနိုင်မေးတဲ့မြတ်တာရွှေကြီးညှို့စာပွဲလို့ရဲ့မပြီးစင်လေးနှလုံးသေးဖို့ကစုံနေစီးလေပြီအသက်နဲ့အမျှစီးစင်းနေတော့